မေးပါဒီလိုမျိုးရစ်တဲ့အခါအဲ့ဒါယူဒီလိုလေးပဲသွားလေးပဲထည့်ပြီးမဲဒီအတန်ထွက်နဲ့เนาะဒီချက်ဆိုပြမယ်เนาะဒီရစ်ပဲဒီမေးကိုခိုင်ထားတယ်မျက်နာပြုံးထားတယ်မဲဒါနဲ့မဲထွက်တာမဘူးเนาะဟုတ်ပြီလားဒါကြောင့်ဒီချက်လေးချိန်ခိုင်တယ်ဒါဒီမေးတွေခိုင်ထားလို့မရပါဘူးโอเคအဲ့ဆိုခဏတော့လေးချိန်ခိုင်အတိုင်းပဲဒီချက်ကကြောင့်ဒီတစ်ခါမေးနဲ့မသွားမေးနဲ့မသွားပဲနဲ့ဟောဒီချက်တော့အသက်ရှူလိုက်ပြီလို့ဆိုရင်ရှာထုတ်လိုက်ရင်ရှာရဲ့ဟိုနောက်ဆုံးเนาะသမီးတို့တစ်ခါကြရင်ဟိုလေးချိန်ဟိုဆရာဝန်တွေပါလေပြရင်သမီးတို့အာဒီရောင်တာတော့ဘာလို့ဖြစ်ဖူးလားပါစားဟာပါအောင်ဆရာဝန်တွေကအဲ့ခါကျရင်ရှာကိုထုတ်ကြည့်လိုက်ဟိုရှာရဲ့အနောက်ဆုံးဒီချက်ထုတ်ပြမယ်ဆိုရင်ဟိုအနောက်ဆုံးအဲ့ဒီအနောက်ဆုံးကဘာနဲ့ဒီချက်တို့အပြင်ဘယ်နေရာ